သဖြင့်ဥက္ကဋ္ဌရာထူးကနေနှုတ်ထွက်တော်မှာဖြစ်ကြောင်းအနုပညာလောကကိုဝန်နေစွာနှုတ်ဆက်လာတဲ့ဖို့ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Grace တန်ယာရီကနေကြလိကြိုဆိုလိုက်ပါတယ်မြန်မာစသဖြင့်လောကမှာအခုရပိုင်းအတွင်းအတန်အကျယ်ဆုံးနဲ့စိတ်မကောင်းစရာအကောင်းဆုံးသတင်းတစ်ပုဒ်ကတော့သပင်အစည်းအရုံးဥက္ကဋ္ဌနေရာကနေမင်းသားကြီးဖို့ချစ်တယောက်တရားဝင်နှုတ်ထွက်တော်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အနုပညာလောကကိုဝန်နေစွာနှုတ်ဆက်လာတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့်သပင်လောကသားတွေအနုပညာရှင်တွေအားလုံးကနှမျောတသားဖြစ်ပြီးတော့အလွန်ကိုဝန်နေပူဆွေးနေကြတာပါအားလုံးသိကြတဲ့အတိုင်းပဲဖို့ချစ်ကသပင်လောကတွေအတွက်ကိုဗစ်ကာလကနေစလို့အခက်အခဲပေါင်းများစွာကြားကနေကိုဤကတ်သေးကငွေစိုက်ထုတ်ပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါဒါပေမဲ့မကြသေးခင်ကဖြစ်ပွားခဲ့တဲ့အောင်စပူပြဿနာတွေမှာနားမလည်တဲ့ပရိသတ်တချို့ရဲ့မတရားဆွဆွဲအပြစ်တင်မှုတွေမနာလိုလိုပွဲကားပြောင်းခွင့်ပိတ်တယ်ဆိုတဲ့လောက်ကျန်ဆွဆွဲချက်တွေကြောင့်စိတ်မကောင်းစွာနဲ့ပဲဥက္ကဋ္ဌရာထူးကနေအနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ကိုယ်တိုင်မြေတောင်မြောက်ပေးခဲ့တဲ့ညီငယ်တယောက်ရဲ့ကိစ္စမှာဂျားညက်ပြီးတော့အခုလိုအတင်လွဲခံရတာကဖို့ချစ်အတွက်အင်မတန်ရင်နာစရာကောင်းပါတယ်ဒီသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့သပင်လောကသားတွေကသူ့ကိုမထွက်ဖို့ဝိုင်းဝန်းတောင်းပန်နေကြပါတယ်အဲ့ဒီအထက်ကမှလူရှင်တော်မြောက်ရှုံးကဖို့ချစ်နှုတ်ထွက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့ပြတ်သားတဲ့ခန်းစားချက်တွေကိုအခုလိုပဲဖွင့်ဟပြောကြားလာပါတယ်လူရှင်တော်မြောက်ရှုံးကဖို့ချစ်ကိုဥက္ကဋ္ဌနေရာကနေနှုတ်မထွက်စေချင်တာကကျွန်တော်တယောက်တည်းမဟုတ်ပါဘူးသပင်လောကသားအားလုံးကသူ့အပေါ်အပြေအဝယုံကြည်မှုရှိကြပါတယ်ဒါကြောင့်သပင်ဥက္ကဋ္ဌနေရာမှာဖို့ချစ်ကိုဝေးဆက်ပြီးတော့မြင်ကျင်တယ်လို့ပြပြတသားဆိုလာပါတယ်ဆက်လက်ပြီးတော့သူကခေါင်းဆောင်တယောက်ရဲ့တာဝန်ဝတ္တရားတွေကိုထောက်ပြရင်တပင်ဥက္ကဋ္ဌကြီးတယောက်အနေနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုရှေ့တန်းတင်လို့လုံးဝမရပါဘူးတပင်တွေကအများဆုံးကတောင်းဆိုလိုက်ရင်သူလုပ်ပေးရမှာပါပဲအဲ့ဒီတော့မဲခွဲဆုံးဖြတ်ကြတာပေါ့လို့ပြောကြားခဲ့ပါတယ်မဲခွဲလို့သူ့ဘက်ကထောက်ခံအားပေးရသူများနေရင်တော့ဥက္ကဋ္ဌကြီးအနေနဲ့တာဝန်ကနေရှောင်ပြေးလို့လုံးဝမရပါဘူးတပင်သမားတွေကတောင်းဆိုလာပြီးဆိုရင်ဘာစင်ကြီးမှပေးလို့မရပါဘူးဆိုပြီးတပင်လောကသားတွေရဲ့ဆန္ဒကိုကိုစားပြုပြီးတော့ပြပြတသားပြောဆိုသွားပါတယ်ဒါဟာဖိုးချစ်ပေါ်မှာတပင်အတိုင်းဝိုင်းကဘလောက်ထိအားကိုယုံကြည်လဲဆိုတာကိုမိမောင်းထိုးပြလိုက်တာပါအနုပညာညီကိုရီပေါ်ထားရှိတဲ့တန်ရောစင်နဲ့ပတ်သက်ပြီးတော့မြောက်ရှုံးကဥက္ကဋ္ဌကြီးပြောရင်ကျွန်တော်တို့ပြောတယ်အခုလိုမျိုးဥက္ကဋ္ဌကြီးစိတ်ညစ်နေတာကိုမြင်ရတော့တနာတယ်လို့သူ့ရဲ့ရင်တွင်စကားတွေကိုဆွဆွနေနေနဲ့ဖြေကြားသွားခဲ့ပါတယ်အနုပညာရှင်ချင်းချင်းကြားကဒီလိုမျိုးဖေးမကူညီမှုနဲ့ကိုချင်းစာတရားကတကယ်ကိုမှလေးစားစရာကောင်းပါတယ်တကယ်တော့ဖိုးချစ်ဆိုတာအရွယ်နဲ့မမျှအောင်တာဝန်ကျေခဲ့တဲ့ဥက္ကဋ္ဌပါဒါပေမဲ့လည်းမြောက်ရှုံးပြောသလိုပဲခေါင်းဆောင်ဆိုတာအများကအားကိုးတကြီးတောင်းဆိုလာရင်ကိုယ့်ရဲ့ခံစားချက်ကိုဘေးဖယ်ထားရမယ့်အချိန်တွေလည်းရှိတတ်ပါတယ်အခုတော့လူရှင်တော်မြောက်ရှုံးပါဝင်တပင်လောကသားတွေအားလုံးကမဲခွဲဆုံးဖြတ်ပြီးတော့ဖိုးချစ်ကိုဆက်လက်တာဝန်ယူဖို့ဖိအားပေးတောင်းဆိုကြတော့မယ့်အခြေအနေမှာရှိနေပါတယ်ဖိုးချစ်တယောက်တပင်ဥက္ကဋ္ဌရာထူးကနေတကယ်ပဲအပြီးပိုင်နားသွားတော့မှလားဒါမှမဟုတ်အများရဲ့တောင်းဆိုမှုတွေကြောင့်တန်ရောစင်မပြတ်ဖင်ဆက်လက်တောင်းယူရအောင်မလားဆိုတာကတော့ကျမတို့ပရိသတ်တွေဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေပဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောလူရှင်တော်မြောက်ရှုံးရဲ့ပြောစကားတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲ။မဲခွဲဆုံးဖြတ်ပြီးတော့ဖိုးချစ်ကိုဥက္ကဋ္ဌနေရာမှာဆက်ပြီးတော့ရှိနေစေချင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။